စကမ်းမှုစင်းဟင်းလေးရပါပြီဒါအမေမဲလေရာနခင်းနေတရားချစ်ဖို့ပစွန်စာဝိနေဝါကြော်လို့ကိုကပချစ်ချင်မှာပေါ်ဘူးဘယ်နော်ဒါပစွန်စာရက်တွေပါပစွန်စာရက်တွေကဆေးဖက်လဲဝင်နေစားလို့လဲကောင်းတယ်မုံနဲ့ကြော်စားလို့လဲကောင်းတယ်โอเคโอเคကိုရတယ်အားလုံးပဲမင်္ဂလာပါရှင်အခုနားမှုရဲ့အမိုးရဲ့တူမလေးရဲ့နဲ့အတူတူနားမှုကြိုက်တဲ့ပစွန်စာရက်လေးတွေလာခူးနေတာဖြစ်ပါတယ်ပစွန်စာရက်ကအမျိုးမျိုးလောက်စားလို့ရတယ်မုတ်နဲ့ကြော်ဆိုင်အရင်စားကောင်းတယ်လို့နားမှုတော့ထမင်းနဲ့စားဖို့ဒီတိုင်းပစွန်စာရက်ကိုကြော်ပြီးတော့လဲထမင်းနဲ့စားရင်လဲထမင်းစားမြင်တယ်ဒါကြောင့်မလို့အခုနားမှုကအမိုးနဲ့အတူတူပစွန်စာရက်လာခူးနေတာပေါ့နော်ပြီးသားလို့ရှိရင်နားမှုတို့ပြန်ရင်ချက်ပြုတ်ပြီးတော့ထမင်းစားတိုက်ကြမယ်နော်လိမ့်ဆန်နေပြီလားဘိုက်ဆိုင်နေပြီဘိုက်ဆိုင်ရင်ပန်နိုခဲစားမယ်လीပန်နိုခဲစားကြမယ်နော်စားမယ်မွေးပန်နိုခဲစားကြမယ်လीအေးမွေးကြိုက်မှာပဲကြော်စားရပြီပေါ့နော်ကြော်စားရပြီပန်နိုခဲစားမယ်အေးစားမယ်အမိုးတထုပ်ချစ်ဖို့တထုပ်ဒါချူတထပ်ပကအော်ကြနို့ကစားချင်တယ်လေအိုစားကြပါဦးနော်စားကြပါရှင်စားကြည့်မယ်တခုဖယားရှိခိုးပြီးကောင်းတယ်ကောင်းလိုက်တာဘေးဝီတိုရောဟဲ့ဘယ်ပါကောင်းစိတ်နေရပဲဒီဖွေးနေထုံးတည်နိုင်နမှုတူလေးဆိုအရန်ကြိုင်မှာ तू ကပသိမ်ပြန်သွားပြီပသိမ်သား